ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုဒီကာရဘောင်းကတ်ပေါ့အဲ့ဒီဟိုပတ်သက်တဲ့ဟာတွေကိုလိုက်ပြီးတော့သူလိုက်ခန်းစားကြည့်တာပေါ့သူကအခုလက်တော်ရောက်နေတာ round 4ရှိပြီ round 4ကဒီနောက်ဆုံး16တဲ့အဆင့်ပေါ့အဲ့ round 4မှာ round 1ကန်တော့ဒီမတိုင်ခင်အရှိမာကအသင်းကြီးတွေ Premier League အသင်းတွေဒီကာရဘောင်းကတ်ကတော့အကုန်လုံးရှိသမျှအသင်းစုံကန်တာပေါ့ဒီအောက်တန်းလိတွေလည်းပါတယ်အဲ့အောက်တန်းလိလည်းပါတဲ့နေရာမှာကအခုပြီးခဲ့တဲ့ဒီအဆင့်မှာကမန်ချက်စတာယူနိုက်တက်တင်ကတော့သူကတော့ပြုတ်သွားပြီမန်ချက်စတာအခုဒီမှာကျတော့ဘယ်သင်းတွေထပ်ပြုတ်လဲဆိုတာတော့အဲ့ဒါတော့ကြည့်ကြည့်တာပေါ့ဘယ်သင်းထပ်ပြုတ်လဲကြည့်တဲ့ခါကျရင်လီဗာပူးကခရစ္စတယ်ပဲလေနဲ့တွေ့တာလီဗာပူးကွင်းမှာကိုလီဗာပူးက3-3ညနေတော့ကောက်ပြီးတော့ရှုံးသွားတယ်လီဗာပူးတော်တော်လေးကိုအထိနာတယ်ပြောရမှာသူဒီသူထပ်ပြီးတော့မှသူအဲ့ဒီခရစ္စတယ်ပဲလေကိုဘယ်လိုဖြစ်လို့မြန်လူစုံထုတ်မကန်လဲတော့အရင်တော့သဘောတော့ပေါ့တော့မပေါ့ဘူးအဲ့ဒီလူသစ်တွေကဘလောက်မြန်အားကိုးရမှာလဲလူသစ်တွေကတကယ်ပုံမှန်ကစားဆွဲရှိရင်ဆွဲလူကောင်းတွေထက်ကိုအဲ့ဒါအရင်သိတာတယ်အဲ့ဒီမှာကို3-3ညနေတောင်ကောက်ပြီးတော့ရှုံးတယ်လီဗာပူးကတော်တော်လေးကိုအခြေအနေမကောင်းပြောရမယ်ဘယ်လောက်ထိတောင်လဲဆိုတော့နောက်ဆုံး9ပွဲမှာကိုသူ Frankfurt ဒီချန်ပီယံလိပေါ့နော် Frankfurt တသင်းပဲသူနိုင်တယ်ကျန်တဲ့ပြိုင်ပွဲတွေမှာသူအကုန်လုံးရှုံးတယ်ဒီ Premier League မှာလည်းရှုံးတယ်အခုချန်ပီယံလိမှာလည်းသူခလာရာစီကိုသူကောက်ပြီးတော့ရှုံးလာတယ်အခုကာရဘောင်းကတ်မှာလည်းသူဟိုဟာဖြစ်သွားပြီသူရှုံးသွားပြီဆိုတော့စက်တိုက်ကိုရလက်မကောင်းနေတာကနီးပြအာနီစလော့တော့ကိုတော်တော်လေးဖိအားတော်တော်လေးဝင်သွားပြီပြောရမယ်လက်တော်ဖိအားတွေဝင်သွားတော့သူစကားပြောတဲ့နေရာမှာတော့မှနည်းနည်းလေးအမှားတွေပါလာတယ်အဲ့ဒီပွဲမှာကအဓိကလှုပ်သွားတာကြတော့အဲ့ဒီစားပဲအဲ့ဒီမိုင်လာစားပဲကောက်ပြီးတော့လှုပ်သွားတယ်အဲ့စားကလည်းတော်တော်လေးကိုဒီဘုံနဲ့တွေ့တဲ့ခါကျရင်သူ့ဟိုကလိုပဲပွဲတော်လိုပဲသူကဒီဟိုအားထဲမှာကိုတွေ့ထားတာချက်တီတိုင်းကောပရီးမီယာလိကောအခုကာရဘောင်းကောဆိုရင်သူ3ပွဲတွေ့ထားတာဒီဟိုအဲ့ဒီပွဲစဉ်အကုန်လုံးစုပေါင်းဟိုတွေ့ထားတာဆိုရင်သူသွင်းလာတာဆိုအကုန်လုံးအခုသူက9-9တောင်ရှိနေပြီလီဗာပူးကိုထည့်ထားတာအဲ့ဒီမိုင်လာစားတော့တော်တော်လေးဟိုတော့တယ်ပြောရမယ်လီဗာပူးအတွက်လည်းသူ့နဲ့တွေ့တဲ့ခါဆိုလီဗာပူးအတွက်လည်းတော်တော်လေးကန်ဆိုတာပေါ့နောက်ဆုံးဂိုးကြတော့သူတို့အဲ့ဒီပီနိုကနေကောက်သွင်းသွားတယ်လီဗာပူးကလူသစ်တွေထည့်ပြီးတော့မှသူကောင်းကောင်းလေးသုံးတာတစ်ပိုင်းနောက်ဒုတိယပိုင်းမှာကြတော့သူတို့လူအစားထိုးပြီးတော့အဲ့လူသစ်ပေါ့အဲ့လူသစ်ကောင်လေးကလည်းအနီကက်နဲ့ထုတ်ကန်ထိတယ်အဲ့ဒီဟာလည်းအဲ့ဒါလည်းတော်တော်လေးကိုသိတာတယ်သူကနေလို့ဆိုတာအဲ့ဒီကောင်လေးကလည်းသူကောက်ပြီးတော့ထုတ်ကန်ထိတယ်သူကလည်းကံမကောင်းပြောရမယ်ဒီနေ့ပေါ်ထုတ်ကန်ထိတယ်ဆိုတော့ပုံစံမျိုးတယောက်ချင်းလွတ်တဲ့ပုံစံသူကာလိုက်တာအောင်ဒါကတော့ထုတ်ကန်ထိမယ်ထုတ်ကန်ထိရမှာပေါ့သူကံမကောင်းတာတစ်ခုကသူကအခုစက်ချင်းအဲ့လီဗာပူးပွဲအခုမှဆိုနှစ်ပွဲပဲကန်ရသေးတယ်အဲ့နှစ်ပွဲပဲကန်သေးတဲ့အနေထားမှာသူကအကုန်လုံးဟိုဟာပဲကန်တယ်16မိနစ်ပဲကန်ရတယ်နှစ်ပွဲလုံးအနီကန်နဲ့ထိတယ်ဆိုတော့သူ့အတွက်ကိုတော်တော်လေးကိုကံမကောင်းပြောမှာပေါ့ချန်ပီယံလိမှာတော့ကလည်းသူနီကန်နဲ့ထိတယ်သူကအမရာနယ်လိုအဲ့ဒီကောင်လေးကတော့သူ့တော်တော်ဒီကိုယ်စပယ်လင်းတဲ့ပွဲမှာထပ်ပြီးထုတ်ကန်ထိတယ်အကုန်လုံးနှစ်ပွဲမှာသူ16မိနစ်ပဲကစားပြီးတော့မှ16မိနစ်ပဲကစားပြီးတော့မှသူနှစ်ပွဲလုံးထုတ်ကန်ထိတယ်ဆိုတော့သူလည်းနောက်ပိုင်းတော်တော်သတိထားရမယ်ဆိုတဲ့ပုံစံမျိုးဒီစစချင်းအဖွင့်မှာရက်လက်မကောင်းတဲ့ပုံစံမျိုးကသူ့အတွက်ကိုထိခိုက်နိုင်တာပေါ့ဒီအသင်းကလည်းဟိုလုံးဝရက်လက်မကောင်းတဲ့အနေထားမှာသူတို့လူသစ်တွေကိုပြန်ပြီးတော့ဆွဲခေါ်သုံးတယ်ဆိုတဲ့ပုံစံမျိုးကကြတော့ဒီအသင်းရက်လက်ကောင်းနေတဲ့ခါကျမှပဲသူတို့တွဲပြီးတော့ခေါ်သုံးတာပေါ့အဲ့ဒီအသင်းရက်လက်မကောင်းတဲ့ခါကျရင်ပုံမှန်ကန်တဲ့ခါကျရင်ဒါကသူတို့ပုံမှန်ရှိရင်ဆိုရလူကောင်းတွေနဲ့ပဲပို့ပြီးတော့သုံးသွားတတ်တာဆိုတော့ဒါသူတို့ပို့ပြီးတော့မှအခွင့်အရေးနေသွားပြီလို့တော့ဒါတော့အကြံပြုပြောလို့ရတာပေါ့လီဗာပူးကခရစ္စတယ်ပဲလေကိုထပ်ပြီးတော့ထိသွားတယ်ခရစ္စတယ်ပဲလေကိုထပ်ထိတာကဒီဟိုဟာထဲမှာစက်တိုက်ကိုထိတာဒီချက်တီတိုင်းမှာနှစ်ခုတည်ပြီးတော့ပယ်နယ်တီနဲ့သူထိတယ်ပြီးတော့ထပ်ပြီးတော့မှအဲ့ဒီအခုကာရဘောင်းမှာလည်းထိတယ်ပြီးတော့ပရီးမီယာလိမှာလည်းသူထိတာလေအမှခရစ္စတယ်ပဲလေကတော့လီဗာပူးနဲ့တွေ့တိုင်းတော့သူစက်တိုက်ပဲသူတော်တော်လေးလုံနေဒီ
အမှတကယ်အရင်ကဒီအသင်းတွေကတော့အကုန်လုံးအဆုံပဲပေါ့နော်ကန်တာအဲ့ဒီမှာ Grimsby Town နဲ့ Brentfordက Grimsby Town က Manchester United ကိုသူကဖြုတ်ပြီးတော့မှတက်လာတဲ့အသင်းလေးပေါ့အဲ့ဒီအသင်းလေးကိုBrentford ကသူကအမှန်ကန်မဲ့သူလောက်တာ9-3 ညနဲ့တော့မှ9-3 ညနဲ့မှသူကောက်ပြီးတော့နိုင်တယ် Brentford ကတော့တခုဒုကောင်းတာသူ့ရဲ့နီးပြကသူ့နီးပြသူဘယ်လိုမျိုးဟိုကောင်းကောင်းလေးအဲ့ဒီ Kai Andrew ကအခုဒီနှစ်မှပဲသူ Brentford နီးပြအနေနဲ့သူကောက်ပြီးတော့ကင်တာဒီ Grimsby Town မှာလည်းသူလူတစ်တွေနဲ့ပဲကောက်ပြီးတော့ထုတ်သွားတာလူတစ်တွေကောက်ထုတ်ပြီးတော့မှသူ9-3 ညနဲ့တော့မှကောက်နိုင်တာပေါ့တော်တော်လေးချီးကျူးဖို့ကောင်းတယ်အဲ့ Brentford တဲ့နဲ့တက်လာတယ်ပြီးတော့Wacombe Wanderers နဲ့ဖူဟန်နဲ့အဲ့ဒီပွဲမှာကျတော့သူတို့ကတကူစီတည်ကြနေတဲ့ဟာကိုမှပနဒီကန်ပြီးတော့မှဖူဟန်ကနိုင်တာဖူဟန်ကန်ကောင်းတယ်ပဲပြောမှာပေါ့ပနဒီကတော့ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာဖူဟန်က4-5 နဲ့သူကောက်ပြီးတော့နိုင်လာအောင်ပြီးတော့ West Ham နဲ့ Cardiff City သူတို့ Championship အသင်းနဲ့နှစ်သင်းတွေ့တဲ့ချိန်မှာကျတော့ဒီ Cardiff City ကကောက်ပြီးတော့တက်လာတယ် Cardiff City ကတော့ဝေးခြေဆိုင်ပေါ့ဝေးခြေဆိုင်အသင်းကသူကတက်လာတယ်2-2နဲ့အဲ့ဒီမှာအခုကျတော့ပြန်လာတာကျတော့ဟိုဟာတွေလာပြီအသင်းကြီးတွေလာပြီအသင်းကြီးတွေလာတဲ့ခါကျရင်ဒီ Arsenal နဲ့ Brighton ကArsenal ကသူသုံးသွားတယ်ဆိုတဲ့ပုံစံမျိုးကတော်တော်များများကသူeasy ပေါ့အဲ့ easy တယောက်ပဲeasy တော့မှပုံမှန် line နဲ့ထွက်ရတယ်လို့တော့မပြောခက်တယ် easy တယောက်ပဲသူထည့်တယ်ပြင်ကျန်တဲ့လူတွေအကုန်လုံးကလုံးဝလူသစ်တွေပဲသူကောင်းလောက်သွားတာပေါ့ဘိုးသမားကကပ္ပအရိဇဘလက်ကသူကောင်းအဲ့ဒီဟာကိုသူသုံးတယ်အဲ့ဒီဘိုးသမားတော့တော်တော်လေးကောင်းတာပေါ့ပြီးတော့ဘန်ဝိုက်ရယ်မက်စကွာရာရယ်ဟန်ကပီရယ်လူးစ်ကယ်လီရယ်ပြီးအလေတန်းကတော့မော်ရီနိုရယ်နော့ဂက်ရယ်ပြီးတော့ဒေါင်းမန်သုံးတယ်ဝန်နယ်ရီသုံးတယ် easy သုံးတယ်အရှိမကျတော့အနူရက်အကောင်လေးကောက်သုံးတယ်ဒီနေ့ပွဲမှာကောင်းကောင်းလေးဘယ်လိုအစွမ်းပြသွားလဲဆိုတော့မိုရီနိုအစွမ်းပြတယ်ပဲပြောမှာပဲမိုရီနိုကဒီ easy ကနေကန်ပြီးတဲ့ဟာကိုမိုရီနိုကနောက်ပေါက်နဲ့ချပြီးတယ်နောက်ပေါက်ချပြီးတဲ့ဟာကိုအဲ့လူးစ်ကယ်လီကပြန်ပြီးတော့ဖြတ်တယ်ပြန်ပြီးတော့ဖြတ်တင်လိုက်တာပေါ့အဲ့ဖြတ်တင်တဲ့ဟာကိုမှအဲ့ဒီဝန်နယ်ရီကသူဘယ်နဲ့လှမ်းကန်ပြီးတော့မှအဲ့ဒါပထမတစ်ခုရတယ်အဲ့ဒါအစင်ပထမတစ်ခုရတယ်ဒုတိယကိုကြတော့အဲ့ဒီဝန်နယ်ရီပဲသူကန်တယ်သူကန်ပြီးတော့မှဘောလုံးကိုပုတ်ပြီးတော့မှတစ်ခါပြန်ထွက်လာတဲ့ဟာကိုမှစကားနောက်တစ်ဆင့်ထက်လှည့်ပြီးတော့မှသူကန်ပြီးတော့မှကိုရတာပေါ့ဒီပွဲကတော့တော်တော်လေးကိုတိတလုံးအားကြီးတယ်ဆိုတာဒီ Brighton အသင်းကအသင်းကောင်းဆိုတာတော့မှဒီ Arsenal အသင်းကိုနိုင်ဖို့ကိုတော်တော်လေးကိုခက်ခဲတဲ့ပုံစံမျိုး Arsenal အသင်းကတော့တဖြည်းဖြည်းနဲ့တော့အင်အားကောင်းလာပြီဆိုတာတော့လုံးဝကျင်းသေးတယ်ဒါပေမဲ့တော်တော်များများတော့ညှိုးနေကြတာ Arsenal ကိုလုံးဝကိုချန်ပီယံအတွက်ကိုတော်တော်လေးကိုများနေပြီပေါ့တချို့သူတွေညှိုးတာဆိုရင်ဘယ်လောက်သူတို့အဲ့ဒီအားကစားကျညာတွေညှိုးတာဆိုရင် Arsenal ကအဲ့ဒီသူတို့အမှတ်ပေးပွဲကောချန်ပီယံလိပဲသူရနိုင်တယ်ဆိုတော့သူတို့ကောက်ပြီးတော့ညှိုးတယ်အဲ့ဒီကျတော့တိတ်တော့ရှင်းနေပြောရရင်သူလုတ်ပြပြီးမှပဲလုတ်ပြပြီးတယ်လို့ပဲယုံမယ်လို့လက်တော် Arsenal ကအဲ့ဒီအခြေအနေနဲ့သူဖြတ်တန်းလာပြီးတဲ့အချိန်မှာအများတန်းလို့သူလွတ်နေတာအမှတ်ပေးစရာတွေနဲ့အမှတ်ပေးချန်ပီယံရောပြီးရင်တခြားကတ်ချန်ပီယံတွေမှာလည်းသူစုဖလာမရတဲ့ပုံစံမျိုးကတော်တော်လေးကြာနေပြီအဲ့ဒါပုံစံမျိုးကတကယ်ရပြီဆိုမှပဲရပြီလို့ပြောရမယ်အခုချိန်ကြီးကတော့ကောင်းတာတော့ကောင်းတယ်လက်ခံတယ်အရင်ယုံကြည်လားဆိုတော့အဲ့လိုမျိုးယုံကြည်တဲ့ထဲတော့ပါတော့မပါသေးဘူးဒါတော့ကိုယ့်ကိုတယောက်တည်းမြင်ပေါ့လေတယောက်တည်းမြင်အဲ့ဒီမှာArsenal ကသူအဲ့လိုမျိုးလှုပ်ထည့်လိုက်တာကဘယ်လောက်ထိဒီ2-3 ညနဲ့ Brighton ကိုကောက်နိုင်ထည့်တာကသူပုံမှန် Brighton ကသူ့ကိုအများနဲ့လို့ဒုက္ခပေးနေတဲ့အသင်းတွေထဲမှာလည်းဒီအသင်းလည်းပါတယ်အဲ့ဒီပါတဲ့အသင်းမျိုးတွေကိုသူကောင်းကောင်းလေးလှုပ်ထည့်နေတာဒီ Arsenal ကလုံးဝငြိမ်နေပြီဆိုတော့ပုံစံမျိုးပြောမှာပေါ့အခုကန်သွားတဲ့ပွဲက
ပွဲကဘယ်ချိန်ကန်သွားလဲဆိုတော့ဒီဟိုဟာထဲမှာကန်တာအာ20 20နဲ့29ရက်29ရက်ဆိုတော့ဒီအော်တိုဘာ29ရက်ဟိုလက်ကုန်ကန်ဒီမှာကန်တာဆိုတော့သူတို့အော်တိုဘာထဲမှာသူတို့ကန်တာစုစုပေါင်းပွဲစဉ်ကသူတို့6ပွဲဒီဖြစ်တယ်ပွဲစဉ်6ပွဲဒီဖြစ်တဲ့အချိန်မှာဟိုဘလောက်ထိတော့မှအာဆင်နယ်ကဒီမှတ်တမ်းကောင်းတစ်ခုရလဲဆိုတော့အဲ့ဒီ6ပွဲမှာတပွဲပွဲတိုင်းနိုင်တယ်ပွဲတိုင်းနိုင်တဲ့အပြင်ကိုပွဲတိုင်းနိုင်တဲ့အပြင်ကိုတပွဲမှဂိုးမပေးရအောင်ပြီးတော့12ဂိုးသွင်းတယ်ဟိုပေးဂိုးမရှိနဲ့ရန်နှုန်းပြနိုင်ပွဲကိုဖော်ဆောင်တာတော့တကယ်အဒီတာကတော့အဲ့ဒီမှတ်တမ်းတစ်ခုလို့ရသွားတော့မှတ်တမ်းတစ်ခုဆိုတာကဒီတီးတန့်မှတ်တမ်းဆိုတာထက်ကိုဒီတိုင်းဒီအသင်းရဲ့သတင်းချင်းရဲ့ပြီးတော့ဒီ Premier League ရဲ့ history ရဲ့ဟာပေါ့အဲ့ဒီမှတ်တမ်းပေါ့အဲ့ဒီမှတ်တမ်းတော့သူဟိုကောက်ရတယ်တော်တော်ချီးကျူးဖို့ကောင်းတယ်6ပွဲကန်တပွဲမှာဂိုးမပေးအောင်ဆိုတာအဲ့ဒါတော့ချီးကျူးဖို့ကောင်းတယ်ဒီအစနေကအခုနိုင်သွားတဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့ဒီ1 nearly နဲ့အဲ့ဒီ Lewis Kelly အဲ့ဒီကောင်လေးတွေကလည်းတော်တော်လေးကိုဟိုခြေစွမ်းပြတယ်ပြီးတော့အဲ့ဒေါင်းမန်ကသူကအခုသူဝင်ပြီးတော့ကန်ရတဲ့အတွက်ကြောင့်မို့သူကအသက်ကဟို16ပဲရှိသေးတယ်အသက်16ပဲရှိတဲ့အနေထားမှာအသက်16ဆိုတာတော့16တော့မှသူမပြည့်သေးဘူးအဲ့ဒါအခုဒုတိယအသက်ငယ်ဆုံးကစားသမားအနေနဲ့ကိုသူကမှတ်တမ်းဝင်လာတယ်ဒီပရီးမီးယားလိမှာရောပြီးတော့အခုဒီကာဘောင်ကတ်မှာရောသူကဒုတိယအသက်ငယ်ဆုံးပွဲထွက်ကစားသမားအဖြစ်နဲ့ပေါ့အဲ့ဒီတော့ကိုသူကကောင်းကောင်းမှတ်တမ်းတစ်ခုဝင်လာတာပေါ့ဒါအာဆင်နယ်နဲ့ပတ်သက်လို့အာဆင်နယ်ကအခုနောက်တစ်ဆင့် quarter final ကိုအာဆင်နယ်လည်းတက်သွားတယ်ပြီးတော့လီဗာပူးရှုံးတယ်ကဲပြီးတော့ဆွမ်ဆီနဲ့မန်ချက်စတာစီးတီးကအဲ့ဒီပွဲမှာကြတော့ဒီဟိုသူတို့လည်းတော်တော်များများကစားသမားတော်တော်များများအနာပေးထားတယ်ပြောရမယ်မန်ချက်စတာစီးတီးကလည်းသူတို့ဟာလန်ကိုပေးနာတယ်ပြီးတဲ့ခါကျရင်အဲ့ဒီဟာလန်ပေးနာတယ်ဟိုဖိုဒန်လည်းပေးနာတယ်တော်တော်များများပဲပေးနာတာသူတို့အရှိမသုံးတာကအိုမာမမို့စ်သုံးတယ်ပြီးတော့ဒိုကူရဲ့ချာကီရဲ့မူကာဆာရဲ့ဘော့ရဲ့ပြီးတော့ဂွန်ဇာလက်ပြီးရင်အက်နိုရီရဲ့အခီရဲ့ဥဆာနော့ရဲ့ပြီးတော့လူးဘောဘိုးသမားကတော့ထရပ်ဖို့ဖန်တယ်သူတို့သုံးတာကလေးတစ်နဲ့ဒီဆွမ်စီကတော့သူကဒီချန်ပီယံရှစ်တယ်ပေါ့ဆွမ်စီကပွဲဆတာနဲ့ကိုမကြဘူးဆွမ်စီကဒီညဘက်ချန်တွေတဆင့်ခင်းပြလိုက်တာကိုဒီစစ်စစ်ကိုက်စီအပြင်ဘက်နားနေခုတ်ပြီးတော့ကိုသွင်းသွားတဲ့ပုံစံမျိုးအตาလေးအဲ့ဒီကောင်ကသူတော်တော်လေးကိုစပြစစ်တောက်ပုံစံမျိုးပြောမှာပေါ့အဲ့ဒီနေရာကောက်ကြတယ်ကိုသမားဂျင်းထရပ်ဖို့ဘာမှလုံးမနိုင်ဘူးတခါတည်းကိုရောအဲ့ဒီနေမှာအဆင့်ပြန်ပြီးတော့မှဒီဒိုကူကရက်ရှည်တာဆိုဒိုကူကအဲ့လောက်ထိရက်မရှိဘူးဒါပေမဲ့သူ့မှာမြန်တာနဲ့ဒီသူတို့ dribbling ဟိုကျွမ်းကျင်မှုပိုင်းဆိုင်ရာပေါ့တူးချင်းဖြတ်ကြုံတယ်အဲ့ဒါမှသူကအရန်ကိုသူကထူးချွန်တယ်အဲ့ဘက်ချန်ကိုညာဘက်ချန်မဟုတ်ဘယ်ဘက်ချန်ကိုသူကကောက်ဆွဲလာတယ်အဲ့ဘက်ချန်တွေမှာဒီဂိုးစီနာကနေပဲအထဲကိုပြန်ဝင်ပြီးတော့ဂိုးသွင်းတာဟိုဘက်ကဒီကစားသမားနဲ့ကောက်ထိပြီးတော့မှဘောလုံးလမ်းကြောင်းပြောင်းလို့ဂိုးဝင်တယ်ဒါပေမဲ့ဂိုးကတော့သူပဲရတာပေါ့ဒူကအမှတကူရတယ်ပြီးတော့အိုမာမမို့အဲ့ဒီအိုမာမမို့ကလည်းသူဒဏ်ရတဲ့အတွက်ကြောင့်မို့သူကလည်းပြောင်းနေတာအမှဒီနေ့ပွဲမှာလည်းသူ့ကိုခင်းမိလိုက်တဲ့ပုံစံလည်းကောင်းတယ်လမ်းကြောင်းရှင်းတယ်အဲ့ဒါကိုသူအပြင်းကန်ပြီးတော့မှသူတကူထက်ရတယ်နောက်တကူကတော့အဲ့ဒီချာကီကနံပါတ်10နဲ့ကိုဟိုစိုက်ရောက်ကြတဲ့သူကနာမည်ကြီးနေကစားသမားပဲဒါပေမဲ့သူလည်းဒဏ်ရသွားတော့ကောင်းလေးသူအဆွမ်းမပြနိုင်ဘူးဖြစ်နေတာဒီပွဲမှာလည်းသူအမှဟိုဘယ်နဲ့ဟိုလှမ်းကန်ပြီးတော့မှအဝေးကနေပဲသူလှမ်းကန်ပြီးတော့မှသူလည်းတကူရတယ်အမှသူမန်စီးတီးလည်း3ဂိုးတကူနဲ့သူထပ်ပြီးတော့တက်တာအောင်သူတို့အဲ့ quarter final ကိုထပ်တက်တယ် quarter final ထပ်တက်ပြီးတော့နောက်တပွဲကြည့်တဲ့ခါကျရင်ဘယ်ပွဲလဲဆိုတော့နျူကာဆယ်နဲ့တော့တင်ဟော့စပါကဒီပွဲကသူတို့ကချန်ပီယံလိဝင်တဲ့အသင်းချင်းနဲ့ဖြစ်တယ်တကယ်လက်တလောဒီအသင်းလက်တွေထဲမှာတော့တကယ်ထိပ်ပိုင်းအသင်းပဲပြောမှာပေါ့အဲ့လိုမျိုးအသင်းတွေပြန်ပြီးတွေ့တဲ့နေရာမှာကျတော့နောက်တစ်ခုကတော်
Tottenham Hotspur ကလည်းအဝေးကွင်းအရန်ကိုကောင်းနေတာအဝေးကွင်းရန်ကောင်းတယ်ဆိုတာ तू ကအဝေးကွင်းမှာတော့ तू ရှုံးမမရှိသေးဘူးအဲ့လောက်ထိပဲတခုရှိတာကနူကာဆယ်ကလည်းအိမ်ကွင်းကရမ်းမာတယ်နူကာဆယ်အိမ်ကွင်းရမ်းမာတာကဒီသူတို့နှစ်သင်းတွေ့တာပေါ့တွေ့တာတော့ဒီ Premier League မဟုတ်ပဲလေဒီကရဘောင်းကတွေ့တာကရဘောင်းကတွေ့တော့ပွဲကလူထုတ်တာကတော့နှစ်ဖက်လုံးကတော့လူတော်တော်လေးကိုသူတို့ရှိတဲ့လူစုံနီးပါးပဲထုတ်တယ်ပဲပြောရမှာပဲလူစုံနီးပါးထုတ်တယ်သူတို့နူကာဆယ်ကအဲ့ဒီကိုသမား Ramsey ကိုသုံးတယ်ပြီးတော့ Crash ရယ် Fabian Schär ရယ် True ရယ် Ban ရယ် Wellock ပြီးရင်အလေတန်းတိုနာလီရယ် Ramsey ရယ်ပြီးတော့ Elanga ရယ် Bottamedi ပြီးတော့ Ban ကိုသုံးတယ်Habib Ban ကိုကောက်သုံးတယ်သူတို့ဒါကပြောရရင်လူစုံနီးပါးပဲပြောမှာပေါ့အဲ့လောက်ထိကိုသူတို့သုံးတာTottenham Hotspur ကလည်းအဲ့ဒီအလားတူပဲသူတို့လည်းဒီ Richarlison ရယ် Belbel ရယ်ပြီး Simon ရယ်ပြီး Johnson ပြီး Pipisa ပြီး Bantacha Span ပြီးရင်Polinya အဲ့ဒီ Polinya ပြီးတော့ Danso သုံးတယ်ပြီး Petroporo ရယ်ဂိုးသမားတော့သူတို့ပြောင်းလာတယ်ဂိုးသမား Kanski ကိုသူတို့ပြောင်းလာတယ်သူတို့တွေလူစုံနီးပါပဲဒီပွဲကနှစ်သင်းလုံးကကောင်းကောင်းလေးအနိုင်လိုချင်တယ်လို့ပဲပြောရမယ်ဒါကတော့အကြမ်းမြင်ပြောတဲ့ခါကျရင်တော့အဲ့ဒီပွဲမှာကန်တဲ့ခါမှာဒီ Fabian Schär ကဒီပထမပိုင်းမှာပဲသူတို့ခေါင်းတိုက်ပြီးကွန်နာဘောကိုသူခေါင်းတိုက်ပြီးတော့ကိုသွင်းသွားတယ်ကွန်နာဘောခေါင်းတိုက်လို့ကိုသွင်းသွား Fabian Schär ဒီပွဲမှာကောင်းတာနောက်တစ်ခုကအဲ့ဒီ Ramsey ကိုသွင်းနေတာမှာတိုင်းသွင်းနေတာ Ramsey လည်းကိုဖမ်းရတာဒီပွဲတော့သူလည်းတော်တော်လေးကိုလက်နာမဲ့ပွဲလို့ပဲပြောမှာပဲသူ့ကိုသွင်းနေတဲ့ဟာသူကောင်းလေးကိုသူကကွယ်နိုင်တယ်တော်တော်လေးချီးကျူးဖို့ကောင်းတယ် Ramsey ကပြီးတော့ဒီဒုတိယပိုင်းမှာကြာမှာနောက်တစ်ခုကြာတော့အဲ့ဒီ Bottamedi ကလည်းသူကရက်မောင်းကလည်းအရန်ကိုအားကောင်းတာကိုသူကအဲ့ဒီဂျာမန်ဂျိုင်းယန်ကလည်းသူကဖြစ်သွားအောင်သူခေါင်းတိုက်တဲ့ဟာကိုဘိုးတော်ထွက်ပြီးတော့မှပုတ်တာပဲဘိုးတော်ထွက်ပြီးတော့ပုတ်တာတော့မှပုတ်မနိုင်အောင်အဲ့လောက်ထိတော့သူ့ရက်ကလည်းရှည်တာတော်တော်လေးကိုအရက်ရှည်တော့တော်တော်လေးကောင်းတယ်ပြောမှာပေါ့အခုသူကအဲ့ဒီနူးကဆယ်ကနေအလက်ဇန္ဒာအီဆက်ထွက်ကောသူ့နေရာကိုအစားထိုးပြီးတော့သူကောက်ပြီးတော့ခေါ်ထားတာပေါ့သူတို့လည်းဒီဈေးကွက်ထဲမှာရှိတဲ့တကယ်ကောင်းမဲ့ထင်တဲ့ကစားသမားကိုပုံမှန်ပေါက်စီတဲ့ကောင်နည်းနည်းပို့ပြီးတော့ပြီးတော့မှသူတို့ခေါ်ထားတာသူတို့တော့တော်တော်လေးအဆင်ပြေသွားတယ်ပြောမယ်လီဗာပူးမှာရှုံးပွဲတွေလည်းဆက်နေတယ်ပြီးတော့အဲ့ဒီ Isak လည်းကောင်းလေးခြေစွမ်းမပြနိုင်ဘူးအဲ့လိုမျိုးနေထားမှာယူကဆာသူခေါ်ထားတဲ့ဒီ Bottamedi ကကောင်းလေးခြေစွမ်းပြနေတာအခုပြန်ပွဲဆောင်မှာသူက6ဂိုးထိရသွားပြီတကယ်ကိုချီးကျူးဖို့ကောင်းတယ်သူ့မှာဘာကောင်းလဲဆိုတော့သူ့မှာအရက်မောင်ကောင်းလုံးအားကြီးတဲ့အတွက်ကြောင့်မို့တော်ရုံတန်ယုံခေါင်းတိုက်ပေါ်တင်ပေးလိုက်တဲ့ခါကျရင်တစ်ဖက်သင်ကမှီဖို့ဆိုတာတော်ုံတော့မလွယ်ဘူးသူ့အရက်က6ပေနဲ့6လက်မဆိုတာငကိုPeter Crouch ကအရက်ရှိတဲ့ကစားသမားဆိုတော့တော်တော်များများသိကြတာပေါ့Peter Crouch မှာ6ပေ9ပဲရှိတာဆိုPeter Crouchဆိုတက်လက်မကြီးတယ်သူကွာတာတခုတော့သူကလူကောင်ကသူတောက်တယ်ဆိုတော့ဒီသူအောင်ပွဲခံတဲ့ခါကျရင်နူးကဆယ်ကစားသမားတွေလာပြီးတော့သူ့ကိုဖတ်ကြပြူကြတယ်ပေါ့အဲ့ခါကျရင်တခြားကောင်တွေကတကယ်ဟိုဟာတွေလိုပဲလူကောင်သေးသေးလေးတွေလိုပဲအဲ့လိုမျိုးတွေဖြစ်နေတာသူ့နဲ့အတူတူအဲ့ဒီဟိုဟာဖြစ်တာကအရက်ရှိတာအဲ့ဒီဒန်နီယယ်ဘန်သူကလည်းရက်ရှိတယ်သူတို့နှစ်ယောက်တော့နည်းနည်းပတိတော့ထားမိတယ်သူတို့နှစ်ယောက်တော့အရက်ရှိတယ်ဆိုတော့သူကအဲ့ဒီဒန်နီယယ်ဘန်ကသူ့ထက်တောင်ပိုတော့ရှိတာပဲဒီနေ့ပွဲကစားတဲ့ခါကျဟာဒီတယောက်လည်းရှိတာပဲတော့သူလည်း6ပေနဲ့9ဟိုကောင်အဲ့ဒီ Bottamedi က6ပေနဲ့6လက်မဟိုသူတို့ရက်ရှိချက်ကတော့အဲ့ဒီကျန်တဲ့ကစားသမားတွေကပုံမှန်ပဲကျန်တဲ့ကစားသမား Richarlison ကန်တဲ့ကန်ကြပြီးရင် Simon လည်းကန်တဲ့ကန်ကြပြီးရင်စာအကုန်လုံးပဲအဲ့ဒီ Johnson ကန်တဲ့ကန်ကြအကုန်လုံးတို့အဲ့ဒီ Ramsey ကကောင်းလေးကောက်ပြီးတော့ဖန်သွား Ramsey ကတော်တော်လေးဟိုဖြစ်ဖို့ကောင်းတယ်ကြီးကျူးဖို့ကောင်းတယ်ဒီနေ့ပွဲဒီအကောင်းဆုံးကစားသမားကိုကြတော့ဒီသူတို့တိုနာလီရပါတယ်ဒီပွဲအကောင်းဆုံးကစားသမားကိုအဲ့နူးကတ်ဆယ်ကလည်းသူကွာတာဖိုင်နယ်ဆင်ကိုနောက်ဆင်ကိုထက်တက်သွားတာပေါ့
နောက်ဆုံးကျန်တဲ့ပွဲကြတော့ချက်စီနဲ့ဝူနဲ့ချက်စီနဲ့ဝူနဲ့ကတော့ဝူကွင်းမှာကန်ရတယ်ဝူကွင်းမှာကန်တယ်ဝူကသူကဖိအားများနေတယ်ဖိအားများနေဆိုတာသူကအခုချိန်ဒီပရီးမီးယားလိမှာတပွဲမှကိုနိုင်ပွဲမရှိဘူးသူ9ပွဲကန်တာနှစ်ပွဲတည်ရင်နဲ့9ပွဲရှုံးနေတာပေါ့နိုင်ပွဲမရှိသေးဘူးအဲ့တော့ကြောင့်မို့သူကနိုင်ပွဲကိုအသေးအံလိုနေတယ်ချက်စီကလည်းဒီပြီးခဲ့တဲ့ဒီပရီးမီးယားလိမှာသူဆန္ဒလန်ကောက်ပြီးရှုံးသွားတော့သူလည်းကောင်းကောင်းလေးပြန်ပြီးလုပ်ပြဖို့လုပ်နေတယ်အဲ့လုပ်ပြဖို့လုပ်တဲ့အနေထားကနေတကယ်လဲကန်တော့သူတို့ချက်စီကလည်းလူသစ်တော်တော်များများကိုသူလည်းကောက်ပြီးတော့သုံးတာပဲလူတော်များကောက်သုံးတာသူတို့ပုံမှန်ပွဲထွက်ခွင့်ရတဲ့ကစားသမားဆိုလို့ဘယ်လိုရှိမလဲတိုစင်ရှိမယ်ဂူစတိုရှိမယ်တိုစင်ရှိမယ်ဂူစတိုရှိမယ်အဲ့လောက်ပဲရှိတယ်ကျန်တဲ့ကစားသမားတွေကြတော့အစတာဘောင်းတော့တစ်ခါတလေဝင်ကန်တာတော့သူလည်းပုံမှန်မရဘူးပုံမှန်နေရာတော့မရဘူးပေါ့တိုစင်လည်းအလားတူပဲဂက်စတိုတယောက်ပဲရှိမယ်သူတို့ဒါပေမဲ့ချက်စီကသူကဒီလူဝင်အားတောက်တယ်မှုအနေထားကလည်းတော်တော်လေးကိုစကားပြောတယ်ဒီပွဲမှာဘိုးသမားအနေနဲ့ဂျိုကင်စင်သုံးတယ်နောက်တန်းကဟာတိုရဲ့တိုစင်ရဲ့အချင်းပေါင်းရဲ့ပြီးတော့ဂူစတိုအလေရန်ကဂျီမီကီဒင်ဘောနာနိုတီပြီးအက်စတာဘောင်းအရှိကတိုင်လီဂျော့သုံးတယ်သူတို့ကောက်ပြီးတော့ဒီဝူဘာဟန်တန်ကသူ့ရဲ့အရှိတိုက်စစ်မှုအဲ့လက်စင်တော့သူတို့ပေးနာထားတယ်ပြီးတော့အော့ခိုဒါရီရဲ့ပြီးတော့ဟွိုင်ချန်ရဲ့လိုပတ်ရဲ့ဂိုးမတ်ရဲ့သူတို့သုံးတာပေါ့ပြီးတော့လိုပတ်ဂိုးမတ်သုံးတယ်ပြီးတော့အလေတန်းကအကာဒူအာမော်တာဝိုက်မက်စကွာရာသုံးတယ်ပြီးတော့ဒိုဟာတီရဲ့ဒီဂိုးသမားကဂျိုစီဆာကိုကောက်ပြီးတော့တုံးလာတယ်ဒီပွဲမှာဒီဝုကချက်စီကိုပထမပိုင်းအနေထားမှာသူနိုင်လားဆိုတော့ဘလုံးမပထမပိုင်းမှာဘလုံးအောင်မလုံနိုင်တာဒီစတာနဲ့တင်ကိုဂျီမီကီတင်ကနေလဲဝါတာပေါ့ဂျီမီကီတင်လဲဝါအဲ့လဲဝါတဲ့ချိန်မှာကိုကောက်ပြီးတော့မှစန်တိုကတကူကောက်သွင်းတယ်အဲ့စန်တိုလည်းတော်တော်လေးကိုနေရာမရအောင်ဖြစ်နေတာပေါ့အခုဒီနေ့ပွဲမှာပဲတကူဆိုင်ရတယ်ပြီးတော့တိုင်လီဂျော့ကလည်းအဲ့တိုင်းပဲဂျီမီကီတင်ကနေပဲဒီဟိုဘက်ချန်နေကောက်ပြီးတော့ဖြတ်ထိုးပေးတာကိုသူလှမ်းပြီးတော့ပိတ်သွားတယ်တိုင်လီဂျော့ကသူတို့တခုတော့ရှိတယ်သူတို့အသားတော့တော်တော်လေးကိုမဲတယ်ပဲပြောမှာပဲသူ့ကိုမနှဲကိုကြည့်နေရတယ်တိုင်လီဂျော့ကသူ့ရုပ်ကိုတော်တော့အဲ့တိုင်လီဂျော့ကသူတခုသွင်းသွားတယ်ဒီတတိယဂိုးကိုကြတော့တတိယဂိုးလည်းအဲ့တိုင်းပဲအဲ့ဒီစန်တိုကနေမှဝင်ပြီးတော့ဖြတ်တယ်စန်တိုကဝင်ဖြတ်တယ်ဘိုးသမားဂျိုစီဆာကနေသူတို့နောက်တန်းကိုပဲသူတို့ပေးပြီးတော့မှသူတို့ကစားနေတယ်လူပေးကစားတဲ့အချိန်မှာကိုစန်တိုကဝင်ဖြတ်တယ်အဲ့တော့ဝင်ဖြတ်ပြီးတော့မှသူဘောလုံးကအဲ့ဒီမတိမကြနဲ့ဖြစ်နေတဲ့အချိန်မှာပဲကောက်ပြီးတော့မှအဲ့ဒီအက်စတာဘောင်းကဆွဲပြေးသွားတယ်ဆွဲပြီးတော့မှအတာလေးပဲကိုသမားကိုဖတ်ခနဲ့သူကောက်ပြီးကြော်ချလိုက်တာအဲ့ဒါတော်တော်လေးကြည့်ကောင်းတယ်ဒီအက်စတာဘောင်းဒီနေ့သွင်းတဲ့ဂိုးကတော့အမှ3-3ဖြစ်သွားတာပေါ့3-3ဖြစ်ပြီးတော့ဒီဒုတိယပိုင်းနဲ့ကြောက်မကြပါဘူးဟိုဘက်ကနေအဲ့ဒီဝူဘက်ကနေတကိုးပြန်ထည့်တာဝူဘက်ကတကိုးအဲ့သွင်းတဲ့ပုံစံလည်းကောင်းတယ်ဒီလွတ်သူတစ်ချက်ကိုလူဆွဲလာပြီးတော့မှဘိုးသမားညာဘက်တောက်ထဲကိုသူလှမ်းပြီးတော့ကန်သွားတာဘိုးသမားအခြေအနေကိုကြည့်ပြီးတော့မှလှမ်းကန်သွားတာဂိုးနေရတဲ့ခါတည်းဒီဒုတိယဂိုးအဲ့ဒီဒုတိယဂိုးလည်းထပ်ပြီးတော့သွင်းတယ်ဒုတိယဂိုးထပ်သွင်းတဲ့ချိန်မှာရောဖြစ်သွားတာ3-2ဖြစ်သွားပြီ3-2ဖြစ်သွားတဲ့ချိန်မှာမှဒီသူတို့လူထည့်တာကြတော့ဟိုအောင်ထည့်လိုက်တယ်ကောက်ပြီးတော့လီယွန်ဒီလက်ကိုထည့်လိုက်တယ်လီယွန်ဒီလက်ကလည်းအခုဒီပွဲမတိုင်ခင်တော့တော်တော်လေးကိုသူ့ကညှိုးနေကြတာဂျောက်ဖိလစ်ကတိတ်ပြီးတော့မှခြေစွမ်းမပြနိုင်ဘူးဖြစ်နေတယ်ဘိုးတွေတိတ်မရတဲ့အချိန်မှာအဲ့ဒီလီယွန်ဒီလက်လာတော့ပို့ပြီးတော့မှခြေတန်းပို့တော့ကောင်းသွားမယ်ပေါ့သူတို့ထင်နေကြတာအကုန်လုံးတော်တော်များများညှိုးတယ်လီယွန်ဒီလက်ကိုကြိုးစုံနေကြတာပေါ့တကယ်ကြောင်လီယွန်ဒီလက်ကဝင်လာအောင်ဝင်ပြီးတော့မကြပါဘူးမိနစ်သူဝင်တာမိနစ်60
ပြီးလည်းပြီးရောဟိုကပဲကြာတယ်9မိနစ်ပဲကြာတယ်သူပဲပြင်ပြီးထုတ်ကန်ထိတယ်သူကနည်းနည်းတော့ဆွာတယ်ပြောရမယ်ဒီတစ်ဖက်သင်းကစားသမားကိုသူဟိုကနေတထောင်နဲ့ကိုသူပိတ်ပြီးတော့တွန်းလိုက်တာကအဲ့လိုမျိုးတွေကနည်းနည်းရုပ်ဆိုးတယ်လို့ရုပ်ဆိုးတယ်ဆိုတာလူကဟိုဖြစ်မှာစိတ်တကောင်းပါပဲကို့ပြန်ကို့လှုပ်တဲ့ပုံစံမျိုးတော့ပြဿနာမရှိဘူးဒီကနေ့တက်သွားပြီးတော့ဆွာနေတာတော့တော်တော်လေးကိုသူတို့နီးကြလဲတော်တော်စိတ်ညစ်သွားတယ်ဒီအဲ့ဒီလက်ပေါ့ဒါမျိုးမလုပ်သင့်ဘူးပေါ့ဒါမျိုးမလုပ်သင့်ဘူးအင်မတန်မှမိုက်မဲတဲ့အပြုမူအမှတကယ်လို့ဒီဘက်နိုင်သွားလို့ပေါ့မနိုင်ခဲ့ပဲနဲ့ကောက်ပြီးတော့ရှုံသွားမယ်ဆိုရင်အကုန်လုံးအဲ့ဒီအပြစ်တွေအကုန်လုံးကဒီလက်စီပဲကောက်ပြီးတော့ပေါ်လာမှာအမှသူတို့သုံးခုနှစ်ခုဖြစ်သွားတဲ့အချိန်မှာသူတို့နောက်တန်းကအချင်းပေါင်းကောက်ပြီးတော့ပေးလိုက်တာအဲ့ဒီပေးလိုက်တဲ့ဟာကိုဂျင်မီကစ်တင်ကဟိုတခါတည်းပဲဟိုဆင့်ပြီးတော့ကန်သွားတာကောင်းတယ်အဲ့ဒီဟိုကဒီဂိုးတိုင်းထိပြီးတော့မှဂိုးတိုင်းအပေါ်ဘက်ချောင်ထိပြီးတော့မှဟိုဘက်ချောင်ပြန်လှည့်ပြီးတော့ကောက်ဝင်သွားတာဒီဂိုးကတော့တော်တော်ကောင်းတယ်အဲ့ဒီဂျင်မီကစ်တင်နဲ့အခုမှစပြီးတော့မှဒီချက်စီတော့ကိုစပြီးတော့ဂိုးရတာပေါ့ဂျင်မီကစ်တင်နဲ့ဒီဘက်သူတို့၄ခု2ခုဖြစ်သွားတဲ့အချိန်မှာနောက်ဆုံးတစ်ခုကိုပြန်ပြီးတော့သူတို့ကောက်သွင်းသွားတယ်အချိန်မူကြမှာနောက်ဆုံးကိုပြန်သွင်းဒါပေမဲ့အရင်တော့ဒီဆေးမမီတော့ပြောမှာပေါ့အမှ၄ခု2ခုဖြစ်နေပြီ4 ခု2ခုဖြစ်နေပြီဆိုတော့အမှအဲ့ဒါနဲ့ပဲပွဲရပြီးသွားသူတို့အကုန်လုံးချက်စီနှစ်ခုပွဲမှာလည်းချက်စီတက်သွားတာပေါ့အခုဒီကရဘောင်းရဲ့ quarter final ဆင့်တွေကိုတက်တဲ့အသင်းတွေကြတော့Brentford တက်တယ်Fulham တက်တယ်ပြီးတော့Cardiff City တက်တယ်ပြီးတော့Arsenal တက်တယ် Crystal Palace တက်တယ် Manchester City တက်တယ်ပြီးတော့ Chelsea ရဲ့ Newcastle ရဲ့သူတို့တက်တယ်အဲ့ဒီတက်တဲ့ထဲမှာဆိုရင်ဒီ Championship ကဆိုလို့တည်င်းမဲ့သူရှိတာCardiff တည်င်းမဲ့ကျန်တဲ့အသင်းတွေအကုန်လုံးက Premier League အသင်းတွေပဲအကုန်လုံးတွားပြီးတော့စုံတာပေါ့အဲ့ဒီစုံတဲ့နေရာမှာထပ်ပြီးတော့မှဒီဇင်ဘာ19ဆိုတော့နောက်နိုဝင်ဘာပြီးဒီဇင်ဘာ19တွေမှာသူတို့ထပ်ပြီးတော့ကန်မှာပေါ့ဒီ quarter final ပွဲကိုဒီ quarter final ပွဲအတွက်ကိုသူတို့မဲခွဲတဲ့နေရာမှာ Arsenal နဲ့ Crystal Palace နဲ့တိုးတယ် Arsenal Crystal Palace တိုးတယ်ဆိုတာကပြီးခဲ့တဲ့အပတ်ကပဲဒီ Premier League မှာသူတို့ကန်လာတယ် Arsenal ကတကူ3ညာနဲ့ကောင်းနိုင်လာတယ်ဆိုတော့တကယ်ပူနွေးပဲပေါ့အဲ့ဒီသူတို့ပြန်ဆောင်ရမယ်ပြန်ဆောင်ပြီးတော့ Manchester City နဲ့ Brentford Manchester City ကွင်းမှာကန်ရမှာဆိုတော့အဲ့လောက်ထိတော့အခက်အခဲမရှိတော့ဘူးလို့တော့ပြောရမယ် Manchester City ကလည်းပြီးတော့ Newcastle နဲ့ Fulham ကဒီပွဲလဲ Newcastle အားကောင်းတယ်လို့ပြောမှာပေါ့အကြမ်းမြင်ပြောရတော့ Newcastle ကအိမ်ဝင်းမာတယ်ဆိုတဲ့အနေအထားပုံစံမျိုးနဲ့ကအဲ့ဒီမှာ Fulham နဲ့တွေ့မှာပြီးတော့နောက်ဆုံးChelsea ကဒီ Cardiff City နဲ့တွေ့မှာ Cardiff City ရဲ့အိမ်ကွင်းမှာတွေ့မှာသူကတခုတော့သူကန်ကောင်းတယ်ပြောမှာပေါ့ဒီ Premier League အသင်းချင်းမတွေ့ပဲနဲ့ဟိုအောက်တန်းကChampionship အသင်းနဲ့ကို Chelsea ကတွေ့တာဆိုတော့ Chelsea တို့ကအခြေအနေကောင်းမှုလို့ရှိတာပေါ့အဲ့ဒါတော့ဒါကဒီကရဘောင်းကတ်ရဲ့ပွဲစဉ် round 4နဲ့ပတ်သက်တာတွေနဲ့ဒီတခါတည်း quarter final တက်ခဲ့တဲ့ပွဲစဉ်တွေရဲ့အနေထားပေါ့ quarter final တွေ့မဲ့ပွဲတွေအကုန်လုံးမှာဘယ်သင်းချန်ပီယံဖြစ်မလဲတော့မသိဘူးလက်တလောဒီကရဘောင်းချန်ပီယံကNewcastle United ကအဲ့လိုမျိုးချန်ပီယံဖြစ်လာပြီးတော့မှနောက်နှစ်မှာလည်းဆက်ပြီးတော့အဲ့လိုမျိုးတက်လာတယ်ဆိုတဲ့ပုံစံမျိုးကတကယ်ချီးကျူးဖို့ကောင်းတယ်တော်တော်များများလည်းအဲ့ပုံစံမျိုးတက်ကြတာများတယ်ဒီဆက်ချင်းနှစ်မှာချန်ပီယံပေါ့အဲ့ဒီပုံစံဖြစ်ပြီးရတဲ့ခါကျရင်နောက်နှစ်မှာအနည်းဆုံးဘိုးလူဘရောက်တဲ့အဆင့်ပုံစံမျိုးတွေအဲ့ဒါတော့တော်တော်များများတော့တွေ့ရတယ်အဲ့ဒါတော့တိုက်ဆိုင်မှုလားပါလားဆိုတဲ့ပုံစံမျိုးကိုသူဖူဟန်တင်းကိုဖြတ်နိုင်မလားဒါတော့ quarter final ပေါ့နောက်တစ်ဆင့်ကြရင်ဘယ်လိုမျိုးထပ်ပြီးတော့ဖြစ်လာမလဲဆိုတော့ကြည့်အောင်ပါပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ